ကျမဆွေတောက်ကြသမီးအားလုံးမင်္ဂလာပါနော်ကျမဆွေတောက်ကြသမီးတွေကိုဒီတစ်ပတ်ကလာမှာတွေ့ကြအောင်မကန်ကြမှာအစိုးကောင်းနေတဲ့အတူဆောင်းရှောင်းရံလေးတွေကိုလည်းပြပြပေးပါမှာဖြစ်ပါတယ်တောက်ကြသမီးတွေအတွက်ကြောက်ရောက်လာတဲ့ကန်နမိတ်ကလေးကတော့နေသူရင်းဆိုတဲ့ကန်နမိတ်ကလေးပဲဖြစ်ပါတယ်ကန်နမိတ်ကလေးကတောက်ကြသမီးတွေကဒီကာလလေးထဲမှာပေါ့နော်မိမိကပညာရေးနဲ့ပတ်သက်ရင်အထူးကိုကံကောင်းနေတတ်တယ်ပေါ့နော်မိမိကပညာမိမိကအင်တာဗျူးဖြေဆိုထားတယ်ဆမ်မီပွဲဖြေဆိုထားတယ်တောက်ကြသမီးတွေဆိုရင်ဒီကာလလေးထဲမှာမိမိကဆမ်မီပွဲအောင်မြင်တဲ့သတင်းတို့အင်တာဗျူးအောင်မြင်တဲ့သတင်းတို့ဒီလိုသတင်းကောင်းမျိုးလေးကြားတတ်တယ်ပေါ့နော်တောက်ကြသမီးတွေကဒီကာလလေးထဲမှာလုပ်ငန်းကငန်းကိစ္စရင်းနဲ့ပတ်သက်ရင်မိမိကအလုပ်မှာယာရုတိုးတာတို့ယာရုတက်တာတို့အလုပ်မှာပေါ့နော်မိမိကတက်ဆင့်မြင့်သွားတာတို့အလုပ်မှာမိမိရပေါ့နော်နေရာပေးခံရတာတို့ဒါမျိုးလေးနေတွေ့ကြအောင်တက်တယ်တောက်ချက်သမီးတွေကဒီကာလလေးမှာငွေရေးကြေးနဲ့ပတ်သက်ရင်ငွေအထုတ်လိုက်အထည်လိုက်ရတာတို့ငွေအစုလိုက်ပြုံးလိုက်ရတာတို့ငွေဝင်မှုအကြောင်းတွေကလည်းပေါ်လာတာတို့ဒါမျိုးလေးနေတွေ့ကြအောင်တက်တယ်ငွေရေးကြေးနဲ့ပတ်သက်ရင်မိမိကလက်အလုံးရှင်နေတက်တယ်ကံကောင်းနေတက်တယ်တောက်ချက်သမီးတွေကဒီကာလလေးထဲမှာမိမိရပေါ့နော်ရဝေးခီးပြပခီးနဲ့အကျိုးပေးနေတတ်တယ်မိမိကနိုင်ငံခြားခီးသွားတာတို့သွားဖို့အကြောင်းတွေကလည်းပေါ်လာတာတို့ဒါမျိုးလေးနေတွေ့ကြအောင်တတ်တယ်မိမိကနိုင်ငံခြားထွက်ဖို့အတွက်ရည်ရွယ်ထားတယ်ကြံစီထားတယ်ဆိုရင်ဒီကာလလေးထဲမှာဖြစ်မြောက်အောင်မြင်ကိန်းရှိတယ်တောက်ချက်သမီးတွေကဒီကာလလေးထဲမှာမိမိရပေါ့နော်မျောလဲမထားဘဲနဲ့ပေါ့နော်မျောလဲမထားတဲ့လူတွေရှိရနေပြီးအခုအညီတွေရတာတို့သူတို့ထံကနေပြီးတော့ပေါ့နော်မိမိကသတင်းကောင်းကြားရတာတို့ဒါမျိုးလေးနေတွေ့ကြအောင်တတ်တယ်တောက်ချက်သမီးတွေကဒီကာလလေးထဲမှာမိမိရဲ့ချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ချစ်သူအိမ်အောင်ဘက်ရဲ့ချစ်ခင်ချင်းသူတို့ထံနေပြီးတော့အခုအညီတစုံတရာရရှိတာတို့သူတို့ထံသတင်းကောင်းကြားရတာတို့ဒါမျိုးလေးနေတွေ့ကြအောင်တက်တယ်ချစ်သူအိမ်အောင်ဘက်ရဲ့ကျူးဆိုင်ချင်းကူညီချင်းစောင့်ရှောက်ချင်းသူတို့ထံနေပြီးတော့ချစ်ချင်းမြတ်တာတွေကိုရရှိခြင်းကိုလည်းခံစားရတတ်တယ်သူတို့ကြောင့်မိမိကစိတ်ချမ်းသာနေရတတ်တယ်ပျော်ရွှင်နေရတတ်တယ်တောက်ချက်သမီးတွေကဒီကာလလေးထဲမှာမိမိကရဝေးခီးပြပခီးနိုင်ငံခြားခီးနဲ့လည်းအကျိုးပေးနေတတ်တယ်မကြာခဏဆိုသလိုလည်းမိမိကထွက်ရတတ်တယ်တောက်ချက်သမီးတွေကဒီကာလလေးထဲမှာမိမိလှုပ်ချင်တဲ့အလုပ်ကိုရဲရဲသာလှုပ်မုတ်ချကိုအောင်မြင်ကိန်းရှိတယ်တောက်ချက်သမီးတွေကဒီကာလလေးထဲမှာမိမိရပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးရင်အထွေထူးစိုးရင်စရာမျိုးတော့မဟုတ်ပေမဲ့ one bite ပိုင်းနဲ့ပတ်သက်ပြီးတော့အနေငယ်တတိထားသွေးတိုးတာတို့သွေးတက်တာတို့ဒါမျိုးလေးဖြစ်တဲ့အတွက်ကြောင့်ဒါကိုတော့မိမိကတတိထားတဲ့နဲ့အစားအသောက်အနေထိုင်ဆင်ခြင်တဲ့နဲ့ပေါ့နော်တောက်ချက်သမီးတွေကဒီကာလလေးထဲမှာမြင့်စွာပြရှင်ကိုရောမြတ်ကြီးရဲ့ရင်ဘတ်တော်ကိုရွှေပြားစက်ကလှူဒန်းခြင်းဖြင့်မိမိရဲ့ကံဉဏ်ခိုက်တရားပြပြောက်သွားစေမယ် lucky color လေးကတော့အဝါရောင်တို့အဖြူရောင်တို့ကတော့မိမိရဲ့ luckyကာလာလေးတွေပဲဖြစ်ပါတယ်၄ကနန်း2ကနန်း1ကနန်းကတော့မိမိရဲ့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမမိတ်ကတော့ဆီမအင်းကြီးကျမ်းမှုပါနောက်ပြီးတော့လေးကျမပြန်ဆုံးမယ်နော်ကျမမိတ်ဆွေတောက်ချက်သမီးလေးကိုစိတ်နှပြကျမ်းမချမ်းသာလို့စီးပွားဥစ္စာများဒီလာတနေ့တခြားတိုးတက်အောင်ရရှိချမ်းသာကြပါစေ